ဒေါသအယံကြီးသူများဒီတရားလေးကိုနာကြည့်ပါမြတ်စွာဘုရားလက်ထက်တော်အခါတော်ကပညာအရာမှာအယံကိုတော်လွန်လာတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကြီးကိုရဟန်းတော်တစ်ပါးကမေးတယ်အရှင်မြတ်ကြီးဘုရားအရှင်မြတ်ကြီးဒေါသမထွက်တာဘာကြောင့်ပါလဲဘုရားဘုရားတပည့်တော်တို့ကတော့လူတွေနဲ့အစင်မပြေတဲ့အခါမိမိရဲ့စိတ်ကိုမနိုင်တဲ့အခါအလုံးတရာမှပူလောင်ခြင်းဒေါသတွေကိုထွက်ရပါတယ်ဘုရားဒါကြောင့်အရှင်ဘုရားဒေါသမထွက်ရခြင်းရဲ့အကြောင်းရင်းကိုဘုရားတပည့်တော်ကိုမိန့်ကြားတော်မူပါဘုရားဆိုပြီးတော့ရဟန္တာကြီးကိုလျှောက်တယ်ညီတော်လေးလောကကြီးမှာရှိတဲ့လူတွေဟာအယံကြီးစိုးနေတဲ့သူရဲ့လို့တော့မရှိသလောက်ရှားပါတယ်တခုမဟုတ်တခုကတော့ကောင်းကွက်ဆိုတာရှိကြတယ်တဲ့ညီတော်လေးတဲ့လောကမှာလူနေမျိုးရှိတယ်ကိုယ်မူရာကျမ်းပြီးတော့စကားပြောချိုတာတဲ့သူရဲ့စကားပြောချိုတာပြီးတော့ကိုယ်မူရာကျမ်းတဲ့သူရဲ့ကိုယ်မူရာကလည်းကျမ်းစကားပြောလည်းကျမ်းတဲ့သူရဲ့ကိုယ်မူရာကောစကားပြောကောင်းတဲ့သူရဲ့ဆိုပြီးတော့လူလေးမျိုးရှိရဲ့တဲ့နံပါတ်1လူဖြစ်တဲ့ကိုယ်မူရာကျမ်းပြီးတော့စကားပြောချိုတဲ့သူတွေကိုစုံတဲ့အခါသူကကိုယ်မူရာကကျမ်းပေမဲ့စကားပြောလေးတော့ချိုတာပါတယ်ဆိုပြီးတော့မကောင်းတဲ့ကိုယ်မူရာကိုမမြင်ပဲနဲ့စကားပြောချိုတာခြင်းတည်းဟူသောကောင်းကွက်လေးကိုရှာကြည့်ပါတဲ့စကားပြောကျမ်းပြီးတော့ကိုယ်မူရာကနုညံ့သိမ်မွေ့ရင်ကျေးတဲ့သူကိုတွေ့တဲ့အခါမှာလေမကောင်းတဲ့စကားပြောကျမ်းတာကိုမမြင်ပဲနဲ့ကိုယ်မူရာရင်ကျေးသိမ်မွေ့တာကိုကြည့်ပြီးတော့အကောင်းမြင်ပါတဲ့စကားပြောကလည်းကျမ်းကိုယ်မူရာကလည်းလေးစားမှုမရှိတဲ့သူတွေကိုစုံတဲ့အခါမှာလည်းပဲဒီလူဟာကြမ်းတမ်းတဲ့သူဖြစ်တဲ့အတွက်ကြောင့်သူ့ကိုစကားပြောမဲ့သူလည်းမရှိဘူးသူ့ကိုခင်မင်မဲ့သူလည်းမရှိပါလားဒီလူဟာတည်ပြီးသည့်နောက်ကာလမှာလည်းပဲမကောင်းတဲ့ဘဝကိုရောက်မှာပါလားဆိုပြီးတော့အဲ့ဒီသူကိုတနာလိုက်ပါကရုဏာထားလိုက်ပါတဲ့စကားပြောလဲကောင်းတယ်ကိုမူရာလဲကောင်းတဲ့သူတွေကိုတွေ့တဲ့အခါမှာလဲဒီလူကိုကြည်ရတာတကယ်ကိုလေးစားထိုက်တဲ့သူတကယ်ကိုအတူယူထိုက်တဲ့သူပါလားဒီလူဟာတည်ပြီးသည့်နောက်ကာလမှာလည်းပဲကောင်းတဲ့ဘဝတွေကိုရောက်မှာပါလားဆိုပြီးတော့မုဒိတာပွားပါတဲ့ဝမ်းမြောက်ဝမ်းသာဖြစ်လိုက်ပါတယ်ဒါကြောင့်ဒေါသရမ်းကြီးတဲ့သူတွေဟာကောင်းကွက်ကိုပဲရှာကြည့်ပါမေတ္တာကိုပွားပါကောင်းကွက်ကိုရှာမေတ္တာကိုပွားအဆိုးတွေများတဲ့လောကကြီးထဲမှာအပြစ်တင်စရာများတဲ့လောကကြီးထဲမှာအဆိုးတွေပဲမြင်နေမယ်အပြစ်တွေပဲမြင်နေမယ်ကောင်းကွက်ကိုမှရှာမကြည့်တတ်ဘူးဆိုရင်တော့ဒေါသတွေဟာဖြစ်လာအောင်ပါပဲစိတ်ပူလာမှုတွေဖြစ်လာအောင်ပါပဲဒါကြောင့်ဘလို့လူတွေနဲ့ပဲကြုံလာကောင်းကွက်ကိုရှာပါမေတ္တာကိုပွားပါဒီလိုလေးအမြဲတမ်းကျင့်သုံးပေးမယ်ဆိုရင်တပြည့်ပြည့်နဲ့ဒေါသအစားမေတ္တာတွေဝင်လာလိမ့်မယ်ဒေါသတွေနည်းလာလိမ့်မယ်တခုခုဆိုရင်အဆိုးတွေမမြင်တော့ဘူးအကောင်းဘက်ကမြင်လာပါလိမ့်မယ်အကောင်းဘက်ကမြင်လာပြီဆိုလို့ရှိရင်စိတ်ကလေးအေးချမ်းလာပါလိမ့်မယ်ကိုယ့်ရဲ့စိတ်အေးချမ်းဖို့ဆိုတာကိုယ့်စီမှာပဲတာဝန်ရှိတယ်ဘသူစီမှာမှတာဝန်မရှိပါဘူးကိုယ့်ရဲ့စိတ်ကိုထားတတ်ဖို့ကိုယ့်ရဲ့စိတ်ကိုအကောင်းမြင်တတ်ဖို့ဆိုတာကကိုယ်စီမှာပဲတာဝန်ရှိတာပါဒါကြောင့်ဒေါသနည်းခြင်းနဲ့ဆိုရင်ကောင်းကွက်ကိုရှာမေတ္တာကိုပွားပြီးတော့နေထိုင်သင့်ပါတယ်